တနေ့ညပျော်ပွဲရှင်ပွဲတစ်ခုမှာအမျိုးသားတယောက်လှည့်လည်ကြည့်ရှုနေတဲ့ကြည်နေရင်အတော်ကြာတော့ပွဲတော်မှာအကြမ်းမြင်ဟောပါတယ်ဆိုတဲ့တဲလေးတစ်လုံးကိုသူတွေ့သွားပြီးအပျော်သဘောနဲ့ဝင်မေးကြည့်လိုက်တော့တာပဲသူဝင်သွားတာနဲ့ဘာမှမေးလိုက်သေးခင်မှာပဲအကြမ်းမြင်ဆရာမကဖန်လုံးကိုစူးစူးဆိုင်ကြည့်ပြီး ရှင်ကကလေးနှစ်ယောက်အဖေဖြစ်တယ် လို့ပြောလိုက်တယ်ဗျဒါနဲ့အမျိုးသားကလည်းခက်ရည်ရည်နဲ့ကျုပ်ကကလေး၃ယောက်အဖေပါဗျလို့ခမားမားပြီဟူသောလေတံဖြင့်ပြောလိုက်တော့တယ်အဲ့ဒီအချိန်မှာပဲဆရာမကရေပြီး အဲ့ဒါကရှင်ထင်လေ လို့ပြောလိုက်တော့အမျိုးသားကြီးလည်းဘာမှပြန်မပြောနိုင်တော့ပဲစိတ်ပြက်စွာနဲ့တိတ်တိတ်လေးထွက်သွားရတော့တာပေါ့ဗျာအကြမ်းမြင်ဆရာမရဲ့စကားဟာဘာကိုဆိုလို့အမျိုးသားဟာစိတ်ပြက်စွာထွက်သွားရလဲဆိုတာကိုမှတ်မှဖြေခဲ့ကြပါဦးဗျ like လေးပေးပြီး share လုပ်ပေးပါနော်နောက်ထပ်ဟာတာလေးတွေထပ်နှားထောင်ခြင်းရင် follow လုပ်ထားဖို့လည်းမမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်